လက်နက်ကြီးတဲ့အရာတိုင်းရွှေဖြစ်နေရကြောင်းမြန်မာရုပ်သေးကိုမြင့်တင်ပြီးတော့မဲ့စံရည်မှုဘာဝဲလုံးလုံးအောင်မြင်ဖြစ်ထွန်းတဲ့စံရည်မှုကပါရမီစူးစမ်းမှုတွေရှိနေလို့မေးမိန်လူနေပါဖြစ်နေတဲ့မြန်မာရုပ်ရာရုပ်သေးလောကကြီးကိုတကြောပြန်ခေတ်စားလာအောင်အာမန်အပြည့်နဲ့မြင့်တင်တော့မှာပါစံရည်မှုကအနုပညာအလုပ်တွေကိုလောက်ကင်တဲ့နေရာမှာစေရုပ်ကိုပါနင်းမြုပ်ပြီးတော့စနေတကျလောက်တတ်သူတူပါဖန်တီးလိုက်တဲ့အနုပညာလက်ရာတွေပါဝင်လှူရှာခဲ့တဲ့ပွဲလန်းသပင်တွေကပရိသတ်တွေကြားထဲမှာအမြဲတမ်းရေပန်းစားပြီးတော့အောင်မြင်မှုတွေရရှိခဲ့ပါတယ်ဒီအောင်မြင်မှုတွေတရဖူဆောင်းစေတဲ့သူရဲ့စွမ်းရည်ကြောင့်ပဲလက်နက်ထိရင်ရွှေဖြစ်တဲ့အနုပညာရှင်လို့တင်စားခေါ်ဝေါ်ကြတာဖြစ်ပါတယ်။အခုတစ်ခါမှလည်းအဲ့ဒီရွှေလက်တွေနဲ့တန်ဖိုးဖြတ်မရတဲ့ရိုးရာအနုပညာရက်တစ်ခုကိုထိတွေ့ကင်တွယ်ဖို့ပြင်ဆင်လာခဲ့ပါပြီ။ခေတ်ရည်စည်းကြောင်းတွေဘလောက်ပဲပြောင်းလဲရုပ်သေးအနုပညာကမြန်မာရိုးရာရဲ့အနှစ်သာရအစစ်မှန်ဖြစ်ပါတယ်။ဒါပေမဲ့ဒီဘက်ခေတ်မှာလူငယ်တွေရဲ့စိတ်ဝင်စားမှုလျော့နေလာပြီးတော့ရုပ်သိမ်းလောကကြီးကတဖြည်းဖြည်းနဲ့မေးမိန်လာခဲ့ပါတယ်။စံရည်မှုကတော့ဒီအနုပညာရဲ့တိမ်ကိုမပြောက်ပြတ်သွားစေဖို့အတွက်သူ့ရဲ့အရှိန်အဝါပညာရက်တွေနဲ့ပေါင်းစပ်ပြီးတော့ရုပ်သိမ်းလောကကိုကဘာကပါသိအောင်လူငယ်တွေပါစိတ်ဝင်စားလာအောင်အစင်းမြင့်တင်မှုတွေပြုလုပ်တော့မှာဖြစ်ပါတယ်။လက်နဲ့ထိရင်ရွှေဖြစ်တဲ့ဆိုတဲ့အချက်ကကံကောင်းလို့တင်မဟုတ်ပါဘူး။ရိုးရာအနုပညာပေါ်ထားရှိတဲ့မုံမြတ်တဲ့စိတ်ထားနဲ့ဇွဲလုံးလားကြောင့်လည်းပါဝင်ပါတယ်။ရုပ်သိမ်းလောကကိုမြင့်တင်မဲ့စံရည်မှုကြောင့်ရိုးရာယဉ်ကျေးမှုကိုထိမ့်သိမ်းရရောက်တယ်လို့နောက်အနုပညာရှင်တွေအတွက်ပါလမ်းပွင့်လာစေမှာပါ။စံရည်မှုဖော်ထုတ်မဲ့ရုပ်သေးရုပ်ကိုအားပေးကြမှာလားရုပ်သေးကိုစိတ်ဝင်စားတဲ့သူတွေရှိပါမလားဆိုတော့အမြင်လေးတွေကိုမှတ်ချက်ပေးခဲ့ပါဦးနော်။တထိန်တောင်းနဲ့တွဲခဲ့မှုတဲ့တိတ်ကအကြောင်းတွေပြန်ပေါ်လာတဲ့ရခိုင်လမယ်လေးစွန်းလာပြေဝင်က Miss Universe မြန်မာ2026ကိုဝင်ပြိုင်ခဲ့တဲ့ရခိုင်လမယ်တူဖြစ်ခဲ့ဘူးတလို့ဇလန်တွဲမှာလည်းအောင်မြင်နေပါတယ်။လိုင်းလီကျပန်းရွှေကျဇလန်တွဲမှာတရုတ်ဆောင်ကောင်းလို့လူမုန်းခံရတဲ့မင်းသမီးလေးဖြစ်ချီကျူးခံခဲ့ရသူပါ။ရခိုင်တိုင်းသူလေးတယောက်ဖြစ်တဲ့အတွက်စစ်တွေကိုစားပြုဖြစ်အလှမဲ့ပြိုင်ပွဲကိုဝင်ပြိုင်တာကြောင့်ရခိုင်တိုင်းသားတွေကဂုဏ်ယူဝမ်းမြောက်ခဲ့ကြပါတယ်။ဒါပေမဲ့လွန်ခဲ့တဲ့2နှစ်ကျော်ကအခြေရေးဇလန်ဟောင်းတွေပုံရိပ်ဟောင်းတွေဟာအကြောင်းမျိုးမျိုးကြောင့်လူတို့ကြားတဲ့ကိုပြန်လေရေးပန်းစားလာခဲ့ပါတယ်။အလှမဲ့တယောက်ဖြစ်မြေတံပြည့်စုံလို့နေပြီးရိုးမော့တဲ့အဖြစ်ရက်တည်ရတာမို့စိတ်ဖိစီးမှုတွေအများကြီးရှိခဲ့ပါတယ်။အနုပညာရှင်တွေရဲ့ထုံးစံအတိုင်းအတိတ်ကအကြောင်းအရာတွေဟာကောလာဟာလာတွေအမတ်တရားတွေနေနဲ့လူမှုကွန်ရက်ပေါ်ပြန်လည်ပြန့်နှံ့လာခဲ့ပါတယ်။လွန်ခဲ့တဲ့2နှစ်ခန့်ကစောလာပြေဝင်ရဲ့အခြေရေးဇာတ်လမ်းလေးတွေရိုမက်တစ်ဆန်တဲ့အချိန်တွေကိုပုံဖော်ထားတဲ့မှတ်တမ်းဟောင်းတွေပြန်လည်ထွက်ပေါ်လာပါတယ်။သူနဲ့တွဲခဲ့သူကတော့တထေးကြီးရိုရှန်ဖြစ်ပြီးဒေါ်လာတန်းချီကျွမ်းရတဲ့လူငယ်တထေးတစ်ယောက်ဖြစ်နေတာပါ။လွန်ခဲ့တဲ့2နှစ်ကအခြေရေးတွေကြောင့်သူ့ကိုဝေဖန်သူတွေရှိပေမဲ့လည်းစောလာပြေဝင်ကတော့လမ်းခွဲလိုက်ပြီလို့ဆိုပါတယ်။အရင်ကနာမည်မကြီးခင်မှာတွဲခဲ့ပေမဲ့ရိုရှန်နဲ့တွဲပြီးမှအချစ်ကိုပါစိတ်ကုံသွားခဲ့တာကြောင့်ခုဆိုရင်တော့တယောက်တည်းပဲနေထိုင်ဖြတ်သန်းနေပါပြီ။လူတိုင်းမှာတိတ်ကအကြောင်းအရာတွေရှိဘူးလို့စောလာပြေဝင်ကိုနားလေပေးသူတွေရှိတယ်လို့ဝေဖန်သူတွေလည်းရှိနေပါတယ်။လွန်ခဲ့တဲ့နှစ်ကတိတ်အကြောင်းတွေပြန်ဖော်ခံနေရတဲ့စောလာပြေဝင်ကိုအရင်လိုအားပေးမှလားဆိုတာပြောပြသွားခဲ့ပါအောင်ရှင်။